ရောင်းမင်လာပါစကားလေးပေါ်ချန်နေရနေပြန်လဲကျူလို့လိုက်ပါတယ်ကျွန်တော်ကိုရင်းဖြစ်ပါတယ်ဒီကိုဒီနေ့ကတော့ဒါပွဲစဉ်တွေကတော့ညားပါတယ်နော်ဂျပန်မလေးကပွဲစဉ်လည်းရှိတယ်EF က semi final ပွဲစဉ်လည်းရှိရပါတော့ဂျန်နဲ့ဖလားပွဲစဉ်တွေလည်းများပါတယ်ဒီထဲမှာကိုရင်းအကြိုက်ဆုံးတစ်ပွဲကိုဒါတစ်ပွဲကောင်းနေနဲ့တုံးတဲ့ချက်နဲ့တင်ဆက်ပေးမှာပေါ့နော်ပထမဆုံးမှာကျွန်တော်တော့ဒီကတော့ဒါမောင်တဲ့လူချင်းတဲ့ညူတွေပေါ့နော်တေငန် channel မှာပဲလာယူပေးပါ channel လေးလေးကိုဒီ video comment လေးမှာခြားထားပေးပါတယ်เนาะကိုရွေးချယ်ထားတဲ့ပွဲကတော့ EF က semi final ပွဲစဉ်ပေါ့เนาะညီမစံတော်ချင်း2နာရီပွဲထိုင်းစံတော်ချင်း3နာရီမှာကံမဲ့ Newcastle တင်နဲ့ Man City တင်လို့ရတာပွဲချက်တော့ချက်ကိုတင်ဆက်ပေးမှာပေါ့เนาะဒါဒီနေ့ကတော့ဒါ semi final ဖြစ်တဲ့ကြောင့်ဒါ Newcastle ရဲ့ကွင်းမှာကံမှာဒုတိယကြောကတော့ဒါ City ရဲ့ကွင်းမှာကံမှာပေါ့เนาะနှစ်ကြောကံမှာဖြစ်တဲ့ကြောင့်အရင်တော့ဒါဒီနေ့ကအဆုံးဖြတ်ပွဲတွေတော့မဟုတ်သေးဘူးပြောလို့ရတယ်အိမ်ကွင်းမှာအာသာချက်တွေနဲ့ဒါအကောင်းဆုံးကစားနိုင်ရင်တော့ပို့ပြီးတော့ဒါအဆင်ပြေတာပေါ့နော်အဲ့တော့ပြောမယ်ဆိုတော့ပုံနှွေးတွဲဆောင်ထားမှုပေါ့နော်အမဘေးလီဒီ17လပိုင်းမှာတွဲဆောင်ထားမှုတော့ရှိရပေါ့နော်နျူကာဆယ်ကွင်းမှာအဝေးကွင်းဒါမစီတင်းမကန်တီးပြေရှုံးကြည့်ပြီးတယ်တူပွဲဆိုတဲ့ရလန်နဲ့နျူကာဆယ်တင်နိုင်တာတော့ရှိရပေါ့နော်ဒါကြောင့်နျူကာဆယ်ဒီနေ့မှာတော့ဒါအိမ်ကွင်းတော်တော်လေးကိုဒါ strong ဖြစ်တဲ့အနေအထားမျိုးရှိတယ်အိမ်ကွင်းပွဲစဉ်တွေဆိုရင်ဒါလုံးဝဒါခြေစမ်းတော်တော်လေးကိုကောင်းတယ်ပေါ့နော်ဒါအဝေးကွင်းဒါနျူကာဆယ်တင်းနေနဲ့ခြေစမ်းညံ့ညံ့လိုက်မယ်အိမ်ကွင်းကတော့လုံးဝတော့ဒါရှင်လုံးများတဲ့အနေအထားမျိုးရှိရပေါ့နော်နျူကာဆယ်ရလက်ပိုင်းပြန်ပြောရမယ်ဆိုရင်နောက်ဆုံး၄ပွဲဆက်အသင်းမရှောင်းသေးလို့ပြောလို့ရတယ်နောက်ဆုံးပွဲပေါ့နော် FA ကမှာဆိုရင်ပုံမောက်ကိုတူတူတီးကြရပေါ့နော်ပယ်နတီဆုံးပြတ်တဲ့နျူကာဆယ်ဒါနောက်ဆက်တက်သွားတော့ရှိရပေါ့နော်ပြီးဒါ United 439တာရှိတယ်အိမ်ကွင်းပွဲစဉ်တွေဆိုရင်ပဲလေးကိုဒါ2-0နိုင်တာရှိရပေါ့နော်နျူကာဆယ်အိမ်ကွင်းပွဲစဉ်တွေကတော့ဒါရှုံးပွဲမရှိသေးဘူးလို့ပြောလို့ရပါပေါ့နော်တော်တော်လေး strong ဖြစ်တဲ့အနေအထားမျိုးမှာရှိရပေါ့နော်ပြီး City Man City ရလက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင်လည်းနောက်ဆုံး FA ကပွဲစဉ်မှာတော့ဒါ Asia City ကိုဒါ10ဂိုးတဂိုးနဲ့ဒါဂိုးပြတ်ကန်ထားရှိတယ်အမှတ်ပေးလေးတွေမှာဆိုရင်တော့ဒါတီတောက်လျှောက်ကြနေပေါ့နော် City ရဲ့အိမ်ကွင်းတစ်ပွဲဆက် Brighton 1-1 Chelsea 1-1တို့တီကြထားတယ်နော်ပြီး Sunderland ကိုစီဆိုပြီးတော့ဒါဝေးဝေးကနေသွားပြီးတီကြထားတယ်ပေါ့နော်လက်ရှိကိုင်းတို့ကြေးတဲ့အောင်ကြည့်ရမယ်ပေါ့နော် Body ကြေးတဲ့အောင်ကြည့်ရမယ်ဆိုရင်တော့ Man City တင်းဘက်ကနေဒါတီမိုင်းနဲ့20ဂိုးပေါင်း3လုံး plus 10တီပေးထားတယ်ပေါ့နော်Body ကြေးနဲ့ဂိုးပေါင်းစီကတော့ဒါဂိုးပေါ်ဈေးနှံပြလို့ရတယ်1-2-1 2-2ဒီလိုပုံစံမျိုးဒါဂိုးပေါ်သွားနိုင်တဲ့ဈေးနှံမလို့ဒါဂိုးပေါင်းဈေးကအပေါ်ဘက်ကိုတော့ဒါနည်းနည်းလေးရောက်တယ်လို့ပြောလို့ရတယ်ပေါ့နော် Body ဈေးစဉ်းစားမယ် Body ဈေးကတော့ဒါ City ဒီနေ့မှာဒါ Newcastle ကွင်းမှာတေကိုပြင်ရှုံးကြေးပေးတယ်လက်ရှိတေမိုင်းနဲ့20ကြီးကတော့ဒါကြီးတန်းရဆိုရင်တော့ခွင့်ရတော့ပျော့ရတော့မြင်မိရပါတော့ပြီးဒါ Newcastle အင်္ဂါတော်တော်လေး strong ဖြစ်တဲ့အနေအထားမျိုးရှိတယ် Man City တင်းနေရတယ်ဒီနောက်ပိုင်းမှာဒါပြင်းပြလေးမှာလဲဒါတေပွဲ3ပွဲဆက်ထားရလို့ပြောလို့ရတယ်ပေါ့ဒါကြောင့် City ရဲ့ခြေစွမ်းအရင်တော့ဒါ strong တော့မဖြစ်သေးဘူးတင်ငိမ့်တဲ့ထဲမှာတော့မရှိလာဘူးလို့ပြောလို့ရတယ်ပေါ့နော်ကိုကြီးကဒီနေ့စဉ်းစားမယ်ဆိုရင်တော့ဒါဂိုးပေါင်းဈေးရပါတော့ဂိုးပေါင်းဈေးရဆိုရင်တော့ဒါဂိုးအပေါ်ဈေးတန်းဂိုးပေါ်တော့ဒါပလေးတော့ကြိုက်တယ်ဒါပေမဲ့ကိုကြီးအကြိုက်ဆုံး body တစ်ချောင်းနဲ့ရွေးပေးရမယ်ဆိုရင်တော့ Newcastle body ကြိုက်ပါတယ်နော်City ဖွင့်ထားတဲ့ကြီးကတေမိုင်းနဲ့20ကြီးကကိုကြီးအမြင်ပေါ့နော်ဒါကြီးတန်းပြော့တယ် Newcastle ပေးတိုက်တဲ့ဈေးထက်ကိုဒါနဲလို့ပြောလို့ရတယ်ပေါ့နော်ဒါ semi final ပွဲစဉ်ဖြစ်တယ်ဒါနှစ်ကြောက်ကံမှာဖြစ်တဲ့ကြောင့် Newcastle အသင်းကလည်းအိမ်ကွင်းမှာအကောင်းဆုံးတော့ဒါ City ကိုရှင်မြန်ကစားမယ်လို့မြင်မိတယ်ဒါနောက်တစ်ကြောကဒါ City ကွင်းမှာကံမှာဖြစ်တဲ့အတွက်ကြောင့် Newcastle နေတဲ့ဒီနေ့ပွဲကိုတော့ဒါ Man City တင်းကိုတော့အနိုင်ရဖို့အတွက်ကိုတော်တော်လေးကံမယ်လို့မြင်မိရပေါ့နော်ဒါကြောင့်ကိုရတော့ဒီနေ့Newcastle နဲ့ Man City ပွဲစဉ်မှာဆိုရင် Newcastle body ကြိုက်ပါတယ်နော် City ကိုဒါအကောင်းဆုံးတေလောက်ထိကိုဒါကစားနိုင်တဲ့အနေအထားမျိုးရှိမယ်လို့မြင်မိတယ်ဒါကြောင့် Newcastle body လေးရွေးချယ်ပေးထားပါတယ်ကြိုက်တူတဲ့ညီကိုလိုက်ပြီးကစားလို့ရပါတယ်ကြိုက်မလို့ဘက်ကကစားလို့ရပါတယ်နော်ကိုယ်ပြတော့ပြောကြတဲ့ channel ကြောင်းထားဖို့လည်းမမေ့ပါနဲ့နော်ကိုယ်တို့ဒါနောက်ရဲ့ပွဲစဉ်မှာညီကိုလေးပြန်ပြီးဆုံးသွားအောင်ပဲကိုယ်အားပေးရတာ Facebook တော်တော် YouTube ညီကိုတယောက်ချင်းကျေးဇူးတင်ပါတယ်အားလုံးဒီနေ့အားပဲနှုတ်ဆက်လိုက်ပါတယ်